ကမ္မထာအာယုံမှာမရင်ကျက်သေးဘူးစိတ်ကလေးဟာကိလေသာတွေဖယ်ရှားဖို့အတွက်မရင်ကျက်သေးဘူးဆိုရင်ရှင်းချက်အောင်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့၅မျိုးမြတ်စွာဘုရားဟောတဲ့အခါမှာဒီတရား၅မျိုးကိုယ်တဏ္ဍာမှာရှိအောင်အရင်လုပ်ရှိအောင်လုပ်မယ်ဆိုလို့ရှိရင်မရင်ကျက်သေးတဲ့စေတဝိမု ക്തി ဆိုတဲ့တမာတိစိတ်ကလေးဟာရင့်ကျက်လာလိမ့်မယ်ရင့်ကျက်လာလိမ့်ဒါဖြင့်နံပါတ်1ကဘာတော့လို့ဆိုလို့ရှိရင်ကလျာဏမိတ်တော်တကယ်ကိုအားထားလောက်တဲ့ကမ္မထမ်းဆရာမိတ်ကောင်းဆွေကောင်းရှိရမယ်လို့သူတို့ဆိုတယ်ကမ္မထမ်းလို့အထုတ်တော့မယ်ဆိုရင်ကိုယ့်ကိုယ်လုံးလို့မရဘူးဆရာကောင်းသမားကောင်းနဲ့ဒီစိတ်ကပ်ပြီးတော့ကိုလေးစားတဲ့ဆရာသမားရဲ့နိလန်းကိုယူဖို့လိုအပ်တယ်ပေါ့ဒါကြောင့်မို့ဒီကလျာဏမိတ်တာဆိုတာသိအရေးကြီးဒီနေရာမှာအရေးကြီးတာမဟုတ်ဘူးလေသဗ္ဗနာတို့တဲ့အခါမှာလည်းပဲစနစ်တကျလမ်းညွှန်ပြတဲ့ guideline ဆိုတာရှိရမယ်ဒါကြောင့်မို့ကလျာဏမိတ်တာဆိုတာဤစနစ်ပေးနိုင်တဲ့ပုဂ္ဂိုလ်မိမိနဲ့တင့်တော်တဲ့ကမ္မထာတင့်တော်တဲ့အရာတွေကိုပွင့်ပွင့်လင်းလင်းပြောဆိုပြီးတော့မိမိနဲ့တင့်တော်အောင်ကမ္မထာအလုပ်ကိုပေးနိုင်တဲ့ဆရာသမားကလျာဏမိတ်တာလို့ခေါ်တယ်သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတဲ့ကောင်းမြတ်သောဂုဏ်တွေနဲ့ပြည့်စုံတဲ့အားကိုးအားထားပြုလုပ်တဲ့မိတ်ဆွေလို့ဆိုလိုတယ်ပေါ့အဲ့တော့မြတ်စွာဘုရားဆိုတဲ့ကလျာဏမိတ်တာကိုအကြောင်းပြုပြီးတော့တန်တရားဟောကလွတ်ကြောင်းတရားကောင်းတွေကိုရရှိသွားကြတယ်ဖျားပြတဲ့နီလန်းအတိုင်းလိုက်လို့ဒီလိုဖြစ်တာဟုတ်ဒါကြောင့်မို့လို့နီးစနစ်ဆိုတာအမှန်တမ်းအရေးကြီးတယ်ပေါ့အေးမရင်ကျက်သေးတဲ့ဒီတမာတိစိတ်တွေရင့်ကျက်လာဖို့အတွက်ဆရာကောင်းသမားကောင်းစီကနိဒာနေတရားခံယူပါလို့ကလျာဏမိတ်တာရှိဖို့လိုအပ်ပါတယ်ဆိုတာဒါတစ်ခုအဲ့တော့ကလျာဏမိတ်တာဆိုလမ်းမပြတဲ့ပုဂ္ဂိုလ်သွားတွေ့ရင်လည်းပဲအမှားရောက်တတ်သေးတယ်ပေါ့ဒါကြောင့်မို့လို့ဒါကအမြဲတမ်းအရေးကြီးတယ်လို့ဆိုလို့ဒီကလျာဏမိတ်တာဆိုတာနဲ့ပတ်သက်ပြီးဝိသုဒ္ဓိမက်မှာတော့တေချာရှင်းပြတာကမ္မထာဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်မှကမ္မထာဆရာဖြစ်နိုင်တယ်လဲသူကိုယ်တိုင်ဒီတရားကိုကျင့်ပြီးပေါက်ရောက်အောင်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒီလိုဆိုတယ်နော်အဲ့ဒါမရဘူးဆိုရင်နောက်ဆုံးတစ်ဆင့်ချင်းချမှာဥပမာသောတပန်ဖြစ်ခြင်းသောတပန်ဖြစ်ဘူးတဲ့ပုဂ္ဂိုလ်နဲ့တွေ့ဖို့လို့တဂရဂံဖြစ်ခြင်းနဲ့တဂရဂံလုပ်ဘူးတဲ့ပုဂ္ဂိုလ်အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်ဟာမှသူ့အတွေ့အကြုံရှင်းပြနိုင်မှာပေါ့နောက်ဆုံးမှာအဲ့ဒီအဆင့်မရောက်ဘူးဆိုရင်တောင်သူကပါတော့ဆိုရင်ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့စာပေကျွမ်းကျင်ဘ ਹੁ တုတ္တရှိတဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ဘုန်းကြီးတို့အရင်တခါဟောထားတဲ့ကမ္မထမ်းဆရာဆိုတာလေးကိုဖတ်ကြည့်လိုက်မယ်ဆိုရင်ဘယ်လိုပုဂ္ဂိုလ်မျိုးဟာကလျာဏမိတ်တာဖြစ်နိုင်တယ်လဲဆိုတာအဲ့ဒီတရားထဲမှာဟောထားတာရှိတယ်နော်ကမ္မထမ်းဆရာဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးဖြစ်ရမလဲကမ္မထမ်းနဲ့ပတ်သက်တဲ့ကျင့်ပုံကျင့်နည်းအစအသေးစိတ်ရှင်းပြနိုင်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်ဖို့လိုအပ်တယ်တဲ့အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကိုအမိရပြီးအဲ့ဒီပုဂ္ဂိုလ်ရဲ့နိစ္စနဲ့အတိုင်းကိုယ်ကိုယ်တိုင်ကျင့်ကြံကြကိုအထောဒါကတခုနောက်နံပါတ်2ကဘာလို့ဆိုရင်သီလအရေးကြီးတယ်သီလအရေးကြီးတယ်ကိုချင်းသီလတရားထုတ်တော့မယ်ဆိုရင်ကိုချင်းသီလဒါအရေးကြီးတယ်ဘာကြောင့်အရေးကြီးတယ်လို့ပြောတော့လူဝတ်ကြောင့်နေဆိုရင်5ပါးသီလအနည်းဆုံးရှိရအရေးကြီးရဟန်းသံဃာတွေဆိုရဟန်းသံဃာတွေစောင့်ထရတဲ့သီလအဲ့ဒီကိုချင်းသီလအရေးကြီးဘာကြောင့်ကိုချင်းသီလအရေးကြီးလဲဆိုရင်ကိုချင်းသီလရှိတဲ့ပုဂ္ဂိုလ်ဟာကိုယ်သီလကိုအာရုံပြုလိုက်လို့ရှိရင်စိတ်နှလုံးဝမ်းသာကဝမ်းမြောက်မှုပါမောဇ္ဇကိုဖြစ်စေတယ်ပါမောဇ္ဇကပီတိကိုဖြစ်စေတယ်ပီတိကပတ္တတိဆိုတဲ့ကိုယ်ရောစိတ်ပါငြိမ်းချမ်းမှုကိုဖြစ်စေတယ်ကိုယ်ရောစိတ်ပါငြိမ်းချမ်းမှဒုက္ခဆိုတာရတယ်ဒုက္ခဆိုတာရမှစိတ်တည်ငြိမ်မှုဆိုတာဖြစ်တယ်ဟောသီလကနေဆက်သွယ်ပြီးတော့အဝိပတိတာရစိတ်နှလုံးကြည်သာတယ်စိတ်နှလုံးကြည်သာခြင်းကပါမောဇ္ဇဝမ်းမြောက်တယ်ပီတိဝမ်းသာတယ်နှိမ့်ချိုက်တယ်ပတ္တတိကိုယ်ရောစိတ်ရောငြိမ်းချမ်းတယ်ဒုက္ခကိုချမ်းသာမှုစိတ်ချမ်းသာမှုရှိတယ်ပြီးတဲ့အခါကျတော့တမာတိဆိုစိတ်တည်ငြိမ်မှုရတယ်အဲ့ဒီအကျိုးပြုတာဖြစ်သောကြောင့်ဒီသီလကအကျိုးပြုတာဖြစ်သောကြောင့်ကိုယ်သီလသည်တမာတိကိုအထောက်အကူပြုတဲ့သီလအဲ့ဒါလို့မဟုတ်လို့ရှိရင်ကိုယ့်ကိုပြန်စဉ်းစားလိုက်ငါမဟုတ်တာဘာလုပ်ထားတယ်ငါမှသီလရှိတယ်မရှိဘူးကိုယ့်ကိုသိနေတာ
အဲ့လိုသိလို့ရှိရင်စိတ်ကရောက်ရက်ခတ်ပြီးတော့သူကတရားကျင့်လို့မရဘူးဆိုပါစို့ရှင်အင်္ဂုလိမာလမထေရမြတ်စွာဘုရားစီမြတ်စွာဘုရားရဲ့ပေါ်မှာယုံကြည်ပြီးတော့လုံးဝသူဟာလူချမ်းကြီးဘဝကနေဆွန့်လွတ်ပြီးယဟန်ဘဝရောက်လာယဟန်ဘဝရောက်လာလို့မြတ်စွာဘုရားပေးတဲ့နည်းစနစ်အတိုင်းတရားအထုတ်တာတကပ္ပဋ္ဌာန်းအာယုံလဲယူလိုက်ရောသူ့မြင်ခွင့်နဲ့ကဘာတွေမြင်တော့ဆိုလို့ရှိရင်သူဟာတောထဲမှာနေပြီးတော့ဝင်လာတဲ့လူတွေကိုလိုက်ပြီးဓာတ်နဲ့ခုတ်ထားတော့နော်လှန်နဲ့ထိုးတာတော့အော်ကြဟေးကြပြေးကြလွှားကြဒါတွေပဲမြင်တရားထုတ်တဲ့အခါမြင်ခွင့်တွေကအဲ့ဒါတွေကြီးပဲလာနေအဲ့ဒါတွေလာလို့သူတရားထုတ်လို့ကိုမရနိုင်ဘူးနောက်ဆုံးကြမှာမြတ်စွာဘုရားကယတောဟံဘဂိနိရိယာယဇာတိယဇာတောဆိုတဲ့အင်္ဂုလိမာလာပြိဋ္ဌာန်လာတယ်လို့ပဲယဟန်ဖြစ်လာတဲ့နောက်ပိုင်းမှာသူဒီအလုပ်တွေမလုပ်ပါဘူးဆိုရှေ့ပိုင်းကဟာတွေကိုမေ့ထားလိုက်ပြီးတော့ယဟန်ဖြစ်လာတဲ့အချိန်ကစပြီးပြန်ဆင်ញင်စဉ်းစားလိုက်တဲ့အခါမှာသူ့စိတ်ဟာတည်ငြိမ်အေးချမ်းမှုကိုရလာပြီးနောက်ဆုံးတရားတွေရသွားတာဖြစ်တယ်ပေါ့ဒါကြောင့်မို့လောကမှာကိုချင်းသီလပြက်လာတဲ့ပုဂ္ဂိုလ်တယောက်ဟာဘယ်လိုမှတမာတိစိတ်ကိုထူထောင်လို့မရနိုင်ဘူးကိုလှုပ်ခဲ့တာတွေကအရှူခေါင်းထဲမှာပေါ်လာတာအခုမေဂိယမထေရမှာပေါ်တယ်ဆိုတာအခုဘဝမဟုတ်ဘူးအတိတ်ဘဝဟာတွေတောင်ပေါ်လာတယ်နော်အဲ့တော့အတိတ်ဘဝပေါ်လာတာဟာတခါလူတွေဟာတယောက်တည်းနေရင်တွေးတတ်တယ်အဲ့ဒီအတွေးတွေဟာခုဘဝနဲ့ပတ်သက်တဲ့အတွေးရှိသလိုလိုအတွေးရှိသလိုအတိတ်ဘဝနဲ့ပတ်သက်တဲ့အတွေးတွေလည်းရှိကောင်းရှိနိုင်တယ်ပေါ့သို့တော့ကိုကအတိတ်အတွေးလားပစ္စုပန်အတွေးလားဆိုတာမခွဲခြားနိုင်လို့တခါတလေထူးဆန်းတဲ့အတွေးတွေတွေးမိလို့ရှိရင်တော့ဒါအတိတ်တုန်းကသဘောကျတဲ့အတွေးတွေပဲဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့အဲ့ဒါလို့မြတ်စွာဘုရားကသီလကိုစင်ကြယ်အောင်လုပ်ပြီးသီလကိုမပြတ်ဆင်ញင်ပေးရမယ်ငါပါဏာတိပါဒလုံးတယ်အာဒိဏရဏလုံးတယ်ငါသီလဟာယဟနာပုဂ္ဂိုလ်ကြီးကျင့်တဲ့သီလမျိုးဖြစ်တယ်လို့စိတ်ထဲမှာဝမ်းသာအားရဖြစ်အောင်သီလကိုဆင်ញင်စဉ်းစားအဲ့ဒါလို့သီလကိုအာယုံပြုပြီးတော့နေခြင်းအားဖြင့်လည်းပဲဒီတမာရိစိတ်လေးမရင်ကျက်သေးလို့ရှိရင်ရင်ကျက်လာဖို့အတွက်အထောက်အကူတွေဖြစ်တယ်စိတ်ကိုတဖြည်းဖြည်းဆုံးမသွားတဲ့သဘောခုနကကလျာဏမိတ်တဆိုတာအပြင်ဘက်ကအထောက်အကူပြုတာသီလကြတော့ကိုယ့်ကိုအတွင်းကအထောက်ကူပြုတာနော်ကိုယ်သီလကိုကိုယ်အာယုံပြုလိုက်တာနဲ့တပြိုင်နက်စိတ်ဟာတည်ငြိမ်မှုလေးတွေရလာတယ်လို့နောက်တတ္တိယအနေနဲ့ကတော့ဘာတော့ဆိုလို့ရှိရင်လိုအပ်တာဒီတရားစကားနဲ့ပတ်သက်ပြီးတော့မကြာခဏတရားဓမ္မတရားကိုနာယူခြင်းမှတ်သားခြင်းအားလည်းပဲအရေးကြီးတယ်တွေ့ကြဒါမို့တရားထုတ်နေတဲ့အချိန်မှာတရားနာရတယ်ဆိုတာအဲ့ဒါပြောတရားနာတယ်ဆိုတာတရားနာတာပဲဖြစ်ဖြစ်စာသင်တာပဲဖြစ်ဖြစ်ကိုကျင့်နေတဲ့ကမ္မထာတစ်ခုကိုထောက်ကူပြုတဲ့ဟာတစ်ခုလို့အဲ့တော့ရှေးတုန်းကတော့မြတ်စွာဘုရားကဂထာ10မျိုးဆိုပြီးသတ်မှတ်တရားစကား10မျိုးသတ်မှတ်ပေးထားတာရှိတယ်အဲ့တရားစကား10မျိုးဟာအဘိတံလေခိကာသူကကိလေသာတွေနည်းသွားအောင်လုပ်နိုင်တဲ့စကားမျိုးခါလေးအကျင့်ဘက်ကိုဥတည်ပြီးတော့ပြောတဲ့စကားတွေကကိလေသာနည်းစေတယ်ပေါ့လူတွေမှာဟောတထတာစားတာတို့စသဖြင့်အလိုနည်းအောင်ပြောတဲ့ဟာမျိုးတွေအဘိတံလေခိကာကိလေသာတွေကိုနည်းပါသွားမတိသေးတာတွေသိလိုက်ရင်ကိလေသာဟာနည်းပါသွားတယ်စေတောဝိဝရဏတပ္ပယစိတ်ဟာမတိလို့ဘိမ့်ပိတ်ဖြစ်မနေပဲနဲ့ပွင့်လင်းမြင်သားလာတယ်ကိုယ်စိတ်လေးဟာဘာလို့ရမလဲကိုယ်စိတ်အခြေအနေဘယ်လိုရှိတယ်ဆိုတော့သိတာလာအောင်ပြောနိုင်တဲ့စကားမျိုးတွေကိုနားထောင်မှုလိုအပ်တယ်ဧကန္တနိဗ္ဗိဒာယတန်တရားဝကညီငွေဖို့ဒါလည်းသိအရေးကြီးတာပဲဝိရာဂာယတတ်မဲ့မှုကင်းကွာဖို့နိရောဓာယချုပ်ငြိမ်းသွားဖို့ဥပဒမာယငြိမ်းအေးသွားဖို့အဘိညာယအထူးသောအသိဉာဏ်တွေရဖို့ဆိုတဲ့ဒီကထာစကားတွေကိုနားထောင်ဖို့လိုအပ်တယ်လို့ဒီလိုဆိုတယ်အဲ့ကထာကဘာလို့ဆိုရင်နံပါတ်1ကအပိစ္ဆကထာဘယ်အရာပဲဖြစ်ဖြစ်အလိုဆန္ဒအလိုလောဘနေပါရမယ်လောဘကြီးတာမကောင်းဘူးလောဘကြီးတာမကောင်း
လိုလောဘနည်းရမယ်ဒီလိုဆိုလိုတယ်နော်လောဘကြီးတာလူသိလဲရှက်စရာကောင်းတယ်နော်ဝတ္တရုံကြီးကိုသူများနဲ့အတူတူဆိုင်ရင်ကနေပြီးတော့သူကလူ9ယောက်ရှိတဲ့9ထုံးထဲထားသူက3ထုံးလောက်ဆဲချလိုက်တယ်ဆိုရင်ဒါများသွားပြီပေါ့သူကျန်တဲ့လူတွေတရုံးမှရမှာနော်တော့အပိစ္ဆကထာဆိုတာနဲဒီအလိုနဲတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒီစကားမျိုးတွေကိုလည်းဒီပုံမြင်နေပုံဝတ္ထုတွေကျင့်သုံးပုံတွေနော်အလိုနဲတာဘလောက်ကောင်းတယ်ဆိုတာတွေအဲ့ဒီစကားတွေကကိုယ်စိတ်ကိုပြောင်းလဲသွားစေနိုင်တယ်ပေါ့ဒါတွေလည်းလိုအပ်တဲ့တန်တုဋ္ဌိကထာရှိတာလေးနဲ့ဂျေနတ်တာဘလောက်တန်မိုးရှိတယ်တန်တုဋ္ဌိပရမန္တနာရှိတာလေးနဲ့ဂျေနတ်တာဥစ္စာထဲမှာအကောင်းဆုံးပဲလို့ဆိုတဲ့ဆုံးမသွန်သင်ချက်ကလေးတွေပဝိဝေကကထာကာမဂုဏ်အာယုန်တွေကနေကင်းကွာလွတ်လပ်တဲ့နေနိုင်တဲ့စိတ်ဓာတ်မျိုးတန်ဖိုးရှိပုံအတန်တဲ့ကကထာဒီလူသူနဲ့ရောနှောပြီးတော့ရောနှောဒီလိုနေတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘာကိုယ်တူတယောက်တည်းတရားဓမ္မကျင့်သုံးပြီးတော့နေထိုင်တာမျိုးဝိရိယဓမ္မကထာကိုဘာလို့တဲ့နေအကုသိုလ်တွေနဲသွားအောင်ဘယ်လိုလုပ်ရမလဲကုသိုလ်တွေများလာအောင်ဘယ်လိုကြိုးစားရမလဲဆိုတဲ့တိုက်တွန်းနှိုးဆော်တဲ့လုံလဝိရိယနဲ့ပတ်သက်တဲ့စကားတဲ့သီလကထာသီလရှိခြင်းအကြောင်းကိုကျင့်ရမယ့်သီလဟာဘလောက်တန်ဖိုးရှိတယ်ဆိုတာနဲ့ပတ်သက်တဲ့စကားမျိုးတွေနောက်တမာတိကထာတမာတိဆိုတာဘယ်လိုအနေထားရှိတယ်ဘယ်လိုတည်ငြိမ်အောင်လုပ်ရတဲ့ဆိုတာကအစအဲ့ဒီတမာတိပတ်သက်တဲ့စကားမျိုးတွေပညာကထာအသိပညာဆိုတာဘယ်လိုဟာဖြစ်တယ်ဆိုတာပညာနဲ့ပတ်သက်တဲ့စကားတွေဝိမု ക്തി ကထာကိလေသာတွေကဆင်းရဲဒုက္ခတွေကလွတ်မြောက်ကြောင်းဖော်ပြတဲ့စကားမျိုးတွေဝိမု ക്തി ဉာဏဒသနလွတ်မြောက်ပြီးတဲ့အခါမှာလွတ်မြောက်ပြီးတဲ့အနေအထားပေါ်မှာပြန်ပြီးရှုမြင်နိုင်တဲ့ဆင်ញင်တုံတရားအသိဉာဏ်တွေဆိုတဲ့အဲ့ဒီကထာ10မျိုးကိုလွယ်ကူကူရတာမျိုးဖြစ်ရမယ်နံပါတ်4ကတော့ဝိရိယရမ္မာအာရဒဝိရိယအာထုတ်အပ်သောဝိရိယရှိတယ်ဆိုတာသူကကြိုးစားအာထုတ်တယ်ကြိုးစားအာထုတ်မှုဆိုတာဘယ်လိုဟာတော့ဆိုရင်မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေကိုဖယ်ရှားဖို့ကြိုးစားတယ်မိမိတဏ္ဍာမှာမရသေးတဲ့ကုသိုလ်တရားတွေရဖို့ကြိုးစားတယ်ဥပမာစိတ်တူတတ်တယ်ဒေါသဖြစ်တတ်တယ်ဆိုရင်အဲဒေါသမဖြစ်အောင်စိတ်တူမိရင်အဲ့ဒီဒေါသကိုဖယ်ရှားဖို့ကြိုးစားမေတ္တာမပွားသေးဘူးဆိုရင်မေတ္တာပွားဖို့အတွက်ကြိုးစားရမယ်ဒီလိုဆိုလို့တယ်အကုသိုလ်ကိုဖယ်ရှားဖို့တွန်းလှန်ဖယ်ရှားဖို့ကြိုးစားခြင်းကုသိုလ်တရားတွေမဖြစ်ဖြစ်အောင်ကြိုးစားတိုးပွားလာဖို့ကြိုးစားခြင်းလို့ဆိုရယ်ဒီကြိုးစားခြင်းနဲ့ပြည့်စုံရမယ်တနည်းအားဖြင့်ပြောမယ်ဆိုရင်သမ္ပပဋ္ဌာန်တရား၄ပါးအဲ့ဒီနဲ့ကြိုးစားမဖြစ်သေးတဲ့အကုသိုလ်တွေမဖြစ်အောင်ဆုတ်ပိတ်ရမယ်ဖြစ်လာလို့ရှိရင်ဖယ်ရှားပြရမယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာအောင်လုပ်ရမယ်ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာအောင်လုပ်ရမယ်လို့ဆိုရယ်ဒီကြိုးစားမှု၄ရပ်ကိုလုပ်ရမယ်လို့အဲ့ဒါမှတိုးတက်လာမှာဖြစ်တယ်ပေါ့အလကားအနေနဲ့ကတော့လွယ်ကူတော့ရလာမှာမဟုတ်ဘူးတဲ့နော်တမာရီမရသေးရအောင်ကြိုးစားမယ်ဆိုစိတ်ဓာတ်နဲ့ကြိုးစားဖို့လိုအပ်တယ်နံပါတ်5ကတော့ပါတော့ပညာဝါအသိပညာတွေထက်မြက်ရမယ်ထက်မြက်အောင်လေ့ကျင့်ယူရမယ်ဝိပဿနာပညာဥရိယဘယထခာမိနိယရုပ်တည်နံနေဖြစ်ပြီးပြတ်သွားတယ်ဆိုတာကိုရှင်းရှင်းကြီးသိအောင်ကြိုးစားရမယ်နောက်ဆုံးမှာအဲ့ဒီဝိပဿနာဉာဏ်ကဆင့်တက်ပြီးတော့နိဗ္ဗေဒိကာယကိလေသာတွေကိုဖယ်ရှားပြစ်တယ်ရာဂကိုဖယ်ရှားနိုင်တယ်ဒေါသကိုဖယ်ရှားနိုင်တယ်မောဟကိုဖယ်ရှားနိုင်တယ်မဲ့ပညာဆိုတာမျိုးရောက်အောင်ကြိုးစားအထောက်ရမယ်ဒီပညာရှိဖို့လိုတယ်အလုံးပေါင်းလိုက်တဲ့အခါကျတော့ကလျာဏမိတ်တာတဲ့သီလတဲ့နော်ကထာတဲ့ပြောဆိုတဲ့တရားစကားနော်ကထာအာရဒဝိရိယပညာလို့ဝိရိယပညာလို့အလုံးဒီ5မျိုးဟာမရင်ကျက်သေးတဲ့စိတ်ရဲ့လွတ်မြောက်တဲ့တမာတိတရားကိုလွတ်မြောက်ရင့်ကျက်စေနိုင်တဲ့တရား5မျိုးပဲဖြစ်တယ်ဒါတွေနဲ့ကိုယ်စိတ်ကိုရင့်ကျက်လာအောင်လေ့ကျင့်ရမယ်လို့ဆိုလိုတယ်ပေါ့နော်အဲ့ဒီမှာကလျာဏမိတ်တာအကယ်၍ရှိပြီဆိုရင်တဲ့မြတ်စွာဘုရားကမိကောင်းဆွေကောင်းရွှေလို့ရှင်သီလပြည့်စုံမှုလည်းပဲမခဲရင်ဘူးနော်တမာ
သီလပြည့်စုံမှုလည်းမခဲရင်ဘူးကထာတွေနာကြားနာရဖို့ရလည်းမခဲရင်ဘူးလုံလဝိရိယကြိုးစားအထောက်မှုတွေစိတ်ဓာတ်တွေထက်သန်လာဖို့ဆိုတာလည်းမခဲရင်ဘူးအသိပညာတွေတိုးတက်မြင့်မားလာဖို့ဆိုတာလည်းမခဲရင်ဘူးတဲ့ကလျာဏမိတ်တဆိုတဲ့အပြင်အကြောင်းတစ်ခုရှိလိုက်တာနဲ့အတွင်းကအကျိုး၄မျိုးဟာဖြစ်ပေါ်လာနိုင်ပါတယ်လို့ဒီလိုဟောတယ်မြတ်စွာဘုရားအလုံးပေါင်းလိုက်တဲ့အခါကျတော့၅ခုပေါ့နော်၅ခုကလျာဏမိတ်တသီလကထာဝိရိယပညာအဲ့ဒီ၅မျိုးဟာရှင်းချက်မှုဖြစ်ပေါ်စေတယ်ပေါ့အဲ့တော့ဒီ၅မျိုးကိုကိုယ်တဏ္ဍာမှာမရရအောင်ကြိုးစားပြီးတဲ့အခါကျတော့ရှေ့ဆက်ပြီးဘာလုပ်အောင်ဒီတရား၅မျိုးပေါ်မှာအခိုင်အမာတည်ဆန့်ပြီးတော့မြတ်စွာဘုရားကမေဂိယယဟန်ကိုနီးပေးတာတရား၄မျိုးကိုဆက်ပြီးတော့အားထုတ်ပါတဲ့ဘာတွေအားထုတ်ရမလဲဆိုရင်အဲ့တော့ကမ္မဋ္ဌာန်းဆိုတာတခုတည်းအားထုတ်လို့မရဘူးကြည်ရတာအခုပြောတာကအခြေအနေကောင်းတွေဖန်တီးနေတာနော်တရားထုတ်သေးတာမဟုတ်သေးဘူးကြည်အခြေအနေကောင်းတွေဖန်တီးပေးနေတာသီလဆိုတဲ့ကလျာဏမိတ်တဆိုတဲ့အခြေအနေကောင်းသီလဆိုတဲ့အခြေအနေကောင်းကထာဆိုတဲ့အခြေအနေကောင်းဝိရိယဆိုတဲ့အခြေအနေကောင်းပညာဆိုတဲ့အခြေအနေကောင်းတွေကိုသင်ယူမှတ်သားလေးလာပြီးကိုယ်တဏ္ဍာမှာအခြေခိုင်းပြီးဆိုရင်ဘာကမ္မထာအထောက်ရမလဲဆိုတာကိုဆက်ပြီးဟောတယ်တေနဘိက္ခုနာဣမေတုပင်စတုဓမ္မေတုပဋိဋ္ဌာယဒီ၅မျိုးပေါ်မှာအခိုင်အမာတည်ရှိပြီးတော့စတ္တရောဓမ္မာဘာဝေတ္တပါနောက်၄မျိုးကိုအထောက်ပါတဲ့ကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ပါဘာတော့ဆိုရင်အတုပါဘာဝေတ္တပါရာဂတပါဟနာယတွေ့တာမှုတွေတတ်မဲ့မှုတွေပျောက်ကင်းသွားအောင်အတုပကမ္မထာကိုပွားများပါတယ်အတုပဆိုတာဖြူနေတယ်ကြီးပြောတာမဟုတ်ဘူးနော်ကိုယ်ခန္ဓာကိုယ်ကြည့်ပြီးတော့ဒီစဉ်းစားကြည့်မယ်ဆိုရင်လူရဲ့ခန္ဓာကိုယ်ဟာနေ့စဉ်နဲ့များအိယာထားလိုက်တာနဲ့တန်ရှင်းရေးလုံးလို့သာမတန်ရှင်းမဲနဲ့နေလိုက်ပဲဆိုရင်လူရဲ့အနတ်အသက်တွေဟာအလွန်ဆိုးဝါးလာလိမ့်မယ်နော်သွားတက်ရတယ်မျက်နှာသိရတယ်ရေမိုးချိုးရတယ်ဒါတွေမလုပ်ဘဲနဲ့နေကြည့်ပါလားကိုယ်ကိုယ်တော့တတိမှမဟုတ်တော့ဘူးနော်ခန္ဓာကိုယ်ကထွက်တဲ့အရာတွေမှန်သမျှတစ်ခုမှသိမ်းထားစရာမရှိဘူးတစ်ခုမှလည်းမှုကြိုင်တာမရှိဘူးအကုန်လုံးဟာစွန့်ပြစ်ရတာအရေးကြီးပဲအဲ့ဒီလိုဆင်ញင်သုံးသပ်တာအတုပလို့ခေါ်တယ်နော်မတင့်တယ်ယွန်စပွဲဖြစ်နေတဲ့ချင်းရာတွေကိုယ်ခန္ဓာကိုတတ်နိုင်သလောက်ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ဆင်ញင်စဉ်းစားပြီးအတုပဆိုတဲ့အမှတ်တင်ညာကိုကြိုးစားပါတဲ့အဲ့ဒီကြိုးစားလို့ရှိရင်ရာဂဟာရောကျသွားလိမ့်မယ်တွေ့တာမှုတွေတတ်မဲ့မှုတွေရောကျသွားလိမ့်မယ်ဒါကရာဂအတွက်အရေးကြီးဆုံးအတုပကမ္မဋ္ဌာန်းတစ်ခုအထုတ်ဖို့နော်ကေတလုံးမှာနခရဏတသော30ခုတသားနဲ့အထုတ်တော့မဟုတ်ကိုယ်တဏ္ဍာမှာဒီယွန်းစရာတွေတွေးအဲ့ဒါလိုတွေးပြီးတော့ကိုယ်တဏ္ဍာမှာယွန်းစရာကောင်းတယ်လို့သူများတဏ္ဍာမှာလည်းပဲဒီတိုင်းပဲဆိုတာတွေကိုတွေးရင်တတ်မဲ့မှုဆိုတဲ့တဏ္ဍာမလာတော့ဘူးလို့သူတို့ပြောတာနော်အဲ့တော့ရာဂကိုဖယ်ရှားဖို့အတွက်အတုပကမ္မထာကိုအထုတ်ပါတဲ့နောက်တစ်ခါနံပါတ်1ကမေတ္တာဘာဝေတ္တပါဒေါသတပါဏာရတယ်စဉ်းစားကြည့်ခုခေတ်မေတ္တာပို့တဲ့လူတွေကကိုတရားထုတ်လို့ရှိရင်မေတ္တာခြုံလုံးနေဆိုပြီးတော့နော်ကိုအန္တရာယ်ကင်းအောင်လို့ဆိုမေတ္တာပွားကြတယ်အမှန်ကကြည့်မြတ်စွာဘုရားဟောထားတာကိုရင်ထဲကဒေါသပျောက်ကင်းမှုအတွက်မေတ္တာပွားပါတဲ့ကိုရင်ထဲမှာအလိုမကျတာတွေဖြစ်တတ်တယ်လေဒေါသဆိုတာမကျေမနပ်ဖြစ်တာမှန်သမျှဒေါသပဲလေနော်ကျေနပ်နေရင်သာလောဘမကျေနပ်ဘူးဆိုရင်ဒေါသအဲ့ဒီရင်ထဲကအမုန်းဒေါသနော်ဆန့်ကျင်နေတဲ့ဒေါသတရားပျောက်ကင်းမှုရအတွက်မေတ္တာကိုပွားပါလို့သူဆိုတယ်မေတ္တာကိုပွားရခိုင်မာဖြစ်အောင်အဲ့ဒါဒေါသကိုဖယ်ရှားဖို့မေတ္တာကမ္မထာအားထုတ်ရမယ်တဲ့နောက်တစ်ခုကတော့အာနာပါနသတိဘာဝေတ္တဘာဝိတကုပစ္စေကာယခုနလိုအတွေးတွေများနေပြီဟိုတွေးဒီတွေးတွေဒါတွေးနေတယ်ဆိုရင်ထွက်လေဝင်လေမှတ်တဲ့အာနာပါနသတိကိုအားထုတ်ပါတဲ့ဒါအာနာပါနသတိကိုလုပ်ပါတဲ့အတွေးတွေကိုလျှော့ချဖို့အတွက်အာနာပါနသတိကမ္မထာကိုအားထုတ်ပါတဲ့နောက်တစ်ခါနံပါတ်4ကအနိစ္စတင်ညာဘာဝေတ္တပါအတ္တမိမာနသမုဋ္ဌာတာယကိုဘာပဲဖြစ်တယ်လုပ်တယ်လုပ်နိုင်တယ်ဆိုရယ်အရေးချင်းတွေမာနတရားကိုဖယ်ရှားပြစ်ဖို့ဆိုလို့ရှိရင်တော့မမြဲဘူးဆိုတာကိုအမြဲတမ်းနှလုံးသွင်းပါဘယ်ရာမှထာဝရမဟုတ်ဘူးအလုံးဟာ
ပြောင်းလဲနေတဲ့အရာသာဖြစ်တာဖြစ်ပြီးရင်ပြတ်သွားတာတွေပဲဖြစ်တာဖြစ်တယ်လို့ဆိုတဲ့အခါမှာကိုယ့်ရဲ့အရေးချင်းပေါ်မှာအထင်ရောက်မှုဆိုတဲ့မာနတရားကိုဖယ်ရှားဖို့ရအတွက်အနိစ္စတင်ညာကိုပွားပေးပါတဲ့ဒီထဲမှာကြည့်မယ်ဆိုရင်အတုပကလည်းသမထပဲမေတ္တာကလည်းသမထပဲအာနာပါနသတိကလည်းသမထပဲလို့ပြောလို့ရဟောအနိစ္စတင်ညာကြတော့ဝိပဿနာအစစ်ပဲနော်ဝိပဿနာတရားပွားများအထောက်ပါလို့သူတို့ပြောတယ်အဲ့ဒီမှာမြတ်စွာဘုရားကမေဂိယမထေရကိုပြောတဲ့ဟောတဲ့အခါမှာအနိစ္စတင်ញိနောဟိမေဂိယအနတ္တတင်ညာတန်ထာတိမမြဲဘူးလို့စဉ်းစားလို့ရှိရင်နော်အတ္တမဟုတ်ဘူးဆိုတဲ့အနတ္တသို့မဟုတ်ငါဟာဆိုတာမရှိဘူးဆိုတဲ့တုံညသဘောတရားဟာအလွယ်တကူထင်လာနိုင်တယ်အနိစ္စမြင်လို့ရှိရင်အနတ္တလည်းမြင်တယ်လို့ဒီလိုဆိုလိုတယ်နော်မမြဲတဲ့အရာတစ်ခုသည်ဘယ်မှာငါဟာဟုတ်မလဲအဲ့တော့အနိစ္စတင်ညာရှိမယ်ဆိုလို့ရှိရင်အနတ္တတင်ညာဟာအလွယ်တကူပေါ်လာနိုင်တယ်အနတ္တတင်ညာကိုလှုပ်တာမဖြစ်ဘူးလို့ဆိုတဲ့နော်ကိုအလိုတစ်ခုဘာတစ်ခုမှမဖြစ်ဒုတိယဖြစ်တဲ့ထင်နေတာသူကသူအကြောင်းကျိုးညီနေဖြစ်တယ်လို့ထင်တာကိုတကယ်ကတော့သူ့အကြောင်းနဲ့သူဖြစ်နေတာအခုကျမကြီးကောင်းနေတဲ့ပုဂ္ဂိုလ်တွေဟာကိုထခြင်းထသွားခြင်းသွားစားခြင်းစားဆိုကိုလှုပ်ချင်တဲ့အတိုင်းအကုန်ဖြစ်နေတယ်လို့ထင်နေတာအဲ့ဒီနေရာမှာကြည့်လေဖြတ်ကြည့်ပါလားလေဖြတ်လိုက်ရင်မရတော့ဘူးလေအဲ့တော့ခုနကောင်းတော့ကတော့ရောဆိုတော့ကောင်းတော့ကသူကကိုဖြစ်ချင်လို့ဖြစ်တာမဟုတ်သူအကြောင်းအကျိုးညီညွတ်နေလို့ဖြစ်တာအကြောင်းအကျိုးခန္ဓာကိုယ်ကစိတ်သွားတဲ့အတိုင်းဖြစ်နေလို့သာညီညွတ်နေလို့သာဖြစ်တာဟုတ်ခုနကလို့ paralyze ဖြစ်သွားပြီလေဖြတ်သွားပြီဆိုလက်ကလေးတောင်မြောက်ချင်လို့မှမြောက်လို့မှမရတော့တာအဲ့တော့ကိုယ်အလိုတိုင်းဘာမှမဖြစ်ဘူးဆိုတာမမြဲတဲ့သဘောတရားကိုဆင်ញင်စဉ်းစားခြင်းဖြင့်အနတ္တတင်ညာလည်းပေါ်လာမယ်တဲ့အနတ္တတင်ကြီးကိုယ်လိုတိုင်းဘာတစ်ခုမှမဖြစ်ဘူးလို့တွေးနိုင်တဲ့ပုဂ္ဂိုလ်သိမြင်တဲ့ပုဂ္ဂိုလ်ဟာအတ္တမိမာနငါလုံနိုင်တယ်ဆိုတဲ့မာနတရားတွေဟာလည်းပဲအကျွမ်းမဲ့ရှင်းပြပြီးသားဖြစ်တယ်မျက်မှောက်ဘဝမှာလည်းပဲကိလေသာခတ်သိမ်းအကုန်ငြိမ်းသွားနိုင်ပါတယ်လို့မြတ်စွာဘုရားကဒီကမ္မထန်၄မျိုးကိုနော်ပေးတာခုနအခြေအနေကောင်း၅မျိုးကိုဖန်တီးထားပြီးတော့ကမ္မထန်၄မျိုးကိုဆက်ပြီးအားထုတ်ပါလို့ဒီလိုဆိုလို့ကိုယ်စရိုက်အားလျော်စွာရာဂပယ်ဖို့အတွက်အတုပကိုအားထုတ်ပါဒေါသပယ်ဖို့အတွက်မေတ္တာကိုအားထုတ်ပါနော်အတွေးတွေများနေလို့ရှိရင်အာနာပါနကိုအားထုတ်ပါပြီးရင်အနိစ္စတင်ညာကိုအားထုတ်ပါအဲ့လိုအနိစ္စတင်ညာအားထုတ်လို့ရှိရင်အနတ္တတင်ညာဟာအလွယ်တကူဖြစ်လာပါလိမ့်မယ်အနတ္တတင်ညာပဲဖြစ်ပေါ်လာလို့ရှိရင်မာနကိုအလွယ်လေးပဲပယ်နိုင်ပါတယ်မာနပယ်လိုက်တာနဲ့တပြိုင်နက်ကိလေသာတွေအလုံးဟာငြိမ်းသွားပြီဒီဘဝမှာတင်ပဲနော်မြတ်ဆုံးစိတ်နှလုံးအေးချမ်းမှုကိလေသာချုပ်ငြိမ်းမှုရရှိသွားမှာဖြစ်တယ်